ဘလူးနဂါးကြီးကိုပင်လယ်ထဲပစ်ချလိုက်တဲ့ဗီဒီယိုတက်လာတဲ့အခါစကားပြောခန်းထဲမှာပေါ်လောရိုက်သွားပါတယ်။ရန်အန်းကတော့ကျွန်တော်အတွက်ကြော်ညာပေးနေတော့မှာပဲသူကညီကိုတို့ရေဒါဟာအဆင့်မြင့်ထားတဲ့မော်ကင်းဖြစ်ရမယ်လို့ပြောပါတယ်။ပြင်းပြဂုံတက်တီတွေကတာမန်မော်ကင်းတွေထက်အများကြီးပိုတာပါတယ်။အရေးကြီးဆုံးကတော့ပောက်ကွဲမှုကနေထွက်လာတဲ့အစိတ်တောက်တွေနဲ့မကောင်းတဲ့အစိတ်ပိုင်းတွေကိုအကုန်လုံးနှီးပါဖယ်ရှားပြီးသားဖြစ်နေတာပါပဲ။သူကမော်ကင်းနဲ့ပတ်သက်ရင်လူကြောက်ကိုပဲအကြံပြုခြင်းတယ်လို့ဆိုပါတယ်။ကျွန်တော်ကတော့အနှဲငယ်ပြုံးပြီးတခွန်းပြန်ဖြေလိုက်ပါတယ်ဒါကိုဒီလောက်တောင်ကြိုက်နေကြမှာတော့ဒီနေ့ကျွန်တော်တရဝအစ်စ်တွေကိုအမဲလိုက်ထားတာရှိတယ်လို့ပြောလိုက်ပါတယ်ဒီတစ်ခါတော့ကျွန်တော်မှအချိန်ရှိတာကြောင့်ခင်ဗျားတို့အတွက်ထပ်ပြီးအဆင့်မြင့်ပေးလို့ရပါတယ်စာပို့ပြီးတာနဲ့စကားပြောခန်းဟာချက်ချင်းပဲစူညံသွားပါတယ်ကျန်းဆန်းကလူကြောက်ကိုတေချာပေါက်ခေါ်ထုတ်နိုင်လိမ့်မယ်လို့သူသိနေတယ်လို့ပြောပါတယ်လီစီကလည်းကောင်းပြီလေမြန်မြန်လေးမေးကြည့်ပါဦးလို့တိုက်တွန်းနေပါတယ်ကျွန်တော်ကတော့အံ့ဩသွားပါတယ်သူတို့ကမော်ကင်းလဲဖို့အတွက်လာကြတာမဟုတ်ပါဘူးကျွန်တော်အပေါ်ကိုခဏလောက်ပြန်ဆွဲကြည့်လိုက်တဲ့အခါစာမျက်နှာအပြည့်မှာခေါ်ယူနေတဲ့စာတွေပဲတွေ့ရပါတယ်တကယ်သတင်းမှန်တွေကတော့ဖုံးလွှမ်းနေပါတယ်ဒါကြောင့်ကျွန်တော်ကဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်ရန်အန်းကစာလေးလုံးပဲပြန်ပို့ပါတယ်အဲ့ဒါကတော့ရာသီဥတုအန္တရာယ်ပါပဲကျွန်တော်မျက်မှောင်ကျုပ်လိုက်ပါတယ်ရာသီဥတုအန္တရာယ်လားတကယ်လို့အဲ့ဒီလိုတကယ်ရှိတယ်ဆိုရင်ကမ္ဘာစနစ်ကနေတိုက်ရိုက်ကြီးညာပေးတင်တာမဟုတ်လားမကြခင်မှာပဲရန်အန်းကအခြေအနေကိုရှင်းပြပါတယ်တီယန်မင်းဟာမင်းညကငွေတစ်တာတဲကနေဟော့ကိန်းစာအုပ်တအုပ်ရခဲ့ပါတယ်အဲ့ဒီစာအုပ်ကအခုလေးတင်ရုတ်တရက်လင်းထိန်လာခဲ့တာပါအဲ့ဒီမှာဟော့ကိန်းထုတ်ထားတာကတော့နေမြေ90နဲ့11တို့ဟာအထက်ပုံရဲ့တိုက်ပွဲတံကိုခံရမှာဖြစ်ပြီးနှင်းမုန်တိုင်းကြရောက်လာတော့မှာဖြစ်ပါတယ်အပူချိန်ဟာအနှုတ်10ဒီဂရီထိထိုးကျသွားပါလိမ့်မယ်ပင်လယ်ပြင်ကတော့ဓာတ်ရိုက်ခဲသွားပါလိမ့်မယ်တကယ်လို့ဒီနေ့အတွင်းအကာအကွယ်တစ်ခုခုမစောင့်နိုင်ဘူးဆိုရင်အသက်ရှင်ကျန်ရစ်သူအများစုဟာဒီနေ့ညမှာပဲအေးခဲတည်ဆုံသွားကြပါလိမ့်မယ်ဒါပေမဲ့ဒါကအကြောက်ရဆုံးအရာမဟုတ်သေးပါဘူးအကြောက်ရဆုံးကတော့ပင်လယ်ပြင်ခဲသွားတာနဲ့လူသူမရှိတဲ့ကျွန်းတွေပေါ်ကတရဝါတွေဟာရေခဲပြင်ပေါ်ကနေရှောက်လာနိုင်တာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဟာကိုကျွန်းပေါ်ကတရဝါတွေတင်မကပဲဘေးပတ်ပတ်လည်ကကျွန်းအားလုံးကတရဝါတွေရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုရင်ဆိုင်ရမှာပါကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားပါတယ်ကျွန်တော်ကျိုးနံပါတ်က32386ဖြစ်ပြီးနေမြေ10နဲ့အင်မတန်နီးကပ်နေတာကြောင့်ကျွန်တော်လည်းနှင်းမုန်တိုင်းတန်ခံရမယ့်နေမြေထဲမှာပါဝင်နေပါတယ်ကျွန်တော်ချက်ချင်းပဲ RPG ဘော်ကမှန်ပြောင်းကိုဖြုတ်လိုက်ပြီးအမိုးကိုဖွင့်ကာတစ်သားပြားတွေလှေကားတွေနဲ့ယာယီကင်းမျော်စင်တစ်ခုစောက်လိုက်ပါတယ်အမြင့်ဆုံးနေရာမှာရက်ပြီးအရှိတ်ဘက်ကိုကြီးလိုက်တဲ့အခါပင်လယ်ပြင်ဟာစတင်ခဲနေပါပြီအဝေးကလူသူမရှိတဲ့ကျွန်းတကျွန်းပေါ်မှာတော့အရိပ်တွေအများကြီးရှိနေပြီးအဲ့ဒီအရိပ်တွေအောက်မှာ1မီတာကျော်ရှည်တဲ့ပင်ကူကြီးတွေပြည့်ပါပဲသူတို့ဟာသူတို့ရဲ့ခြေထောက်တွေနဲ့ရေခဲပြင်ကိုစမ်းသပ်နေကြပါတယ်ရေခဲကပါလုံးသေးတာကြောင့်ထိလိုက်တာနဲ့ကွဲသွားပေမဲ့ဒါဟာအခုလောလောဆယ်ပဲရှိပါသေးပါတယ်ညဘက်မှာနှင်းမုန်တိုင်းတကယ်ကျလာတဲ့အခါပင်လယ်ပြင်ဟာလုံးဝခဲသွားပြီးအဲ့ဒီအကောင်တွေအကုန်လုံးရှောက်လာနိုင်ပါလိမ့်မယ်ကျွန်တော်မြောက်ဘက်ကိုလည်းကြည့်လိုက်ပါတယ်မင်းညကမြင်ခဲ့တဲ့ဝန်ပလွေတွေဟာရေခဲပြင်ပေါ်မှာလမ်းလျှောက်ဖို့စူးစမ်းနေကြပါပြီတစ်ဖက်ကျွန်းမှာလည်းဂေါဘလင်တွေဝန်ပလွေကြီးတွေပင့်ကူတွေအပြင်တုတ်ကောက်ကင်ထားတဲ့လူနဲ့တူတဲ့တရဝါတွေပါရှိနေပါတယ်ကျွန်တော်တွေတစ်ချက်မျိုးချလိုက်ပါတယ်ဒီနေ့ညဟာမင်းညထက်10ဆလောက်ပိုအန္တရာယ်များပါလိမ့်မယ်ကျွန်တော်မျောစင်နဲ့ပြန်ဝင်လာတဲ့အခါစကားပြောခန်းထဲမှာပေါ်လောရိုက်နေပါပြီကျန်းဆန်းကလူကြောက်ဖက်ကအခြေအနေဘလို့လဲလို့မေးနေပါတယ်လီစီကတော့ကျွန်တော်တို့ကိုကယ်ပါဦးကျွန်တော်အေးခဲမသေးချင်ဘူးလို့အော်ဟစ်နေပါတယ်ရန်အန်းကတော့တီတီငိမ့်ငိမ့်နဲ့အကြံပြုချက်တစ်ခုပေးပါတယ်သူကကျွန်တော်တို့ဟာမတူညီတဲ့နေရာတွေကလာကြပေမဲ့အားလုံးဟာတရုတ်လူမျိုးတွေပဲဖြစ်တယ်လို့ပြောပါတယ်ဘေးအန္တရာယ်ကြောက်ရောက်လာပြီးဖြစ်တဲ့အတွက်အားလုံးစုပေါင်းပြီးရင်ဆိုင်ကြရင်မကောင်းဘူးလားလို့ဆိုပါတယ်ပြီးတော့သူဟာနေမြေ17ရဲ့လက်ရှိနံပါတ်1ဖြစ်တဲ့အတွက်သူ့ကိုခေါင်းဆောင်အဖြစ်တင်မြှောက်တင်တယ်လို့ပြောပါတယ်ဒါကိုမြင်လိုက်တဲ့အခါကျွန်တော်လက်ချောင်းလေးတွေခိတရက်တန်သွားပါတယ်ခေါင်းဆောင်နဲ့လားကျွန်တော်ငငယ်ကနေအခုအထိလှုပ်ခဲ့ဘူးသမျှအကြီးဆုံးယာတုကအတန်းခေါင်းဆောင်ပါပဲနေမြဒီ17ကလူအားလုံးကိုဥဆောင်ဖို့ဆိုတာကျွန်တော်ကောင်းကောင်းလုပ်နိုင်ပါမလားမသေးချပါဘူးပိုပြီးအရေးကြီးတာကတော့မဟာမိတ်ဖွဲ့လိုက်ရင်ကျွန်တော်ရဲ့လှုပ်ဝက်ချက်တွေကိုဖုံးကွယ်ထားလို့မရတော့ပါဘူးကျွန်တော်ရဲ့စွမ်းရည်ကတာမန်မဟုတ်တယ်လို့ကျွန်တော်နောက်ွယ်မှာလည်းငကားနိုင်ငံတော်တစ်ခုလုံးရှိနေတာပါအခုတော့သူတို့ကဘေးအန္တရာယ်ကနေလွတ်မြောက်ဖို့ကျွန်တော်ကိုလိုအပ်နေကြပါတယ်ဒါပေမဲ့ဘေးအန္တရာယ်ကျော်သွားတဲ့အခါမှာတော့ဘသူကကျွန်တော်ကိုမပြစ်မှတ်ဘူးလို့အာမခံနိုင်မလဲဒီလူတွေတည်သွားတာကိုမကြည့်ရပေမဲ့ကျွန်တော်ရဲ့အားသာချက်အားလုံးကိုလည်းမပေးနိုင်ပါဘူးဒါကြောင့်ကျွန်တော်ချက်ချအင်းမဲစာတစ်ဆောင်ရေးလိုက်ပါတယ်ကျွန်တော်ကိုယုံကြည်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာခေါင်းဆောင်လုပ်ဖို့အစီအစဉ်မရှိသေးပါဘူးတာဝန်ကအရန်ကြီးတယ်လို့ကျွန်တော်မှလည်းအဲ့ဒီလောက်အရေးချင်းမရှိပါဘူးဒါပေမဲ့အားလုံးကအယောင်းအဝယ်လုပ်ချင်နေဆိုရင်တော့ကျွန်တော်ကူညီပေးနိုင်ပါတယ်ကျွန်တော်စီမှာခရမ်းရောင်အဆင့်လက်နက်တွေကိုအများပြားထုတ်လုပ်ပေးနိုင်ပါတယ်ပြောပြရတဲ့ကျွန်တော်ဓာတ်ရှည်ရဲ့ဂုံတက်တိတွေကိုပြလိုက်ပါတယ်ခဏနေတော့စကားပြောခန်းဟာပောက်ကွဲထွက်မတက်ဖြစ်သွားပါတယ်ခရမ်းရောင်အဆင့်ကြီးကိုအများကြီးထုတ်နိုင်တာလေလားကျန်းဆန်းကအံ့ဩသွားပြီးလူကြောက်ဟာဘာကြောင့်နံပါတ်1ဖြစ်နေတယ်လဲဆိုတာမဆန်းတော့ဘူးလို့ပြောပါတယ်သူ့လက်ထဲမှာဒီထက်ကောင်းတာတွေရှိနေမှာတေချာတယ်လို့ဆိုပါတယ်လီစီကတော့ပိုးပြီးတိုက်ရိုက်ကြပါတယ်ဘလောက်ပေးရကျွန်တော်တို့ဝယ်ပါမယ်လို့ပြောပါတယ်ကျွန်တော်ကတော့ဈေးနှုန်းသတ်မှတ်လိုက်ပါတယ်တခုကိုမော်ကင်း9ခုကုန်ကျန်းမလို့ဘူးဒါပေမဲ့ကြိုတင်ပေးချေရမယ်နေမိုးမတက်ခင်ပစ္စည်းပို့ပေးမယ်လို့ပြောလိုက်ပါတယ်ကျွန်တော်တွက်ချက်ကြည့်ပြီးပါပြီဒါကအယမ်းမကြီးပါဘူးမော်ကင်းတစ်ခုကနေရတဲ့ဟင်းလင်းပြင်ဟာကုန်ကျစရိတ်အတွက်လုံလောက်ပါတယ်ကျန်တဲ့မော်ကင်း၄ခုကတော့အမျက်ပါပဲသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်တယ်လို့ကျွန်တော်အတွက်လည်းဟင်းလင်းပြင်ချက်နိုင်တာကြောင့်နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်
ဒါပေမဲ့မကြခင်မှာပဲတယောက်ကကန့်ကွက်ပါတယ်ပိုင်ယန်ချွမ်းကခမားစီမှာဒီထက်ကောင်းတဲ့လက်နက်တွေရှိနေမှာတေချာတယ်ဘာလို့ဓာတ်ရိုက်မရောင်းတာလဲကျွန်တော်တို့ကခမားကိုကြောတက်သွားမှာကြောက်လို့လားနံပါတ်1နေရာကိုပဲယူထားချင်တာလားလို့ပြောပါတယ်လီစီကတော့သူ့ကိုချက်ချင်းပြန်ပြောပါတယ်လူကြောက်ကကျွန်တော်တို့အတွက်လက်နက်တွေလုပ်ပေးဖို့အချိန်ပေးတာတောင်တော်တော်ကောင်းနေပါပြီခမားကရောဘလို့လက်နက်မျိုးလုံနိုင်လို့လဲပိုင်ယန်ချွမ်းကတော့ရေမောပြီးသူကအဝေးပြစ်စွမ်းရည်ရှိတာကြထောင်သားတွေကသူ့အတွက်မလိုဘူးလို့ဆိုပါတယ်ပြီးတော့မဟာမိတ်ဖွဲ့ဖို့လည်းစိတ်မဝင်စားပါဘူးမဟာမိတ်ဖွဲ့ရင်သူလည်းပစ္စည်းတွေထည့်ဝင်ရမှာကိုအဲ့ဒီနောက်မှာဝမ်ဝူကလည်းထွက်လာပြီးသူ့မှာမီးတောက်စွမ်းရည်ရှိတာကြောင့်တရဝါတွေသူ့ကျုံးပေါ်ကိုမလာနိုင်ဘူးလို့ပြောပါတယ်ဒီလူနှစ်ယောက်ရဲ့ပြောစကားတွေကိုကြည့်ပြီးကျွန်တော်ရေလိုက်မိတယ်ပြီးတော့တခွန်းပြန်ပြောလိုက်တယ်ကျွန်တော်လက်ထဲမှာအကျွေးဝယ်ကတ်တွေပဲရှိတယ်လို့ဘသူပြောလဲကျွန်တော် AK ပုံစံထုတ်လုပ်နည်းကိုတိုက်ရိုက်ပို့ပေးလိုက်တယ်ပြီးတော့ထပ်ဖြစ်ပြောလိုက်တယ်ကျွန်တော်ရဲ့ပါရမီကလက်နက်ထုတ်လုပ်ရေးနဲ့ဆိုင်တယ်မော်ကြောက်တုံးလုံလုံလောက်ရှိတဲ့လက်နက်တွေထုတ်လုပ်နိုင်တယ်ဒါကတော့အမှန်တရားမဟုတ်ပါဘူးဒါပေမဲ့လက်ရှိမှာတော့ဒါကအသင့်တော်ဆုံးရှင်းပြချက်ပဲတခြားအသက်ရှင်ကြံရစ်သူတွေကိုလုံလောက်တဲ့တိုက်ခိုက်ရေးစွမ်းအားရှိစေရမယ်ဒါပေမဲ့ကျွန်တော်ကိုပြန်တိုက်ခိုက်နိုင်လောက်တဲ့အထိတော့မတန်ပါစေရဘူးဒါကြောင့်တနက်အချို့ကိုရောင်းလို့ရတယ်တကယ်ဝက်ဖဲတွေဖြစ်တဲ့ RPG နဲ့ရွှေရောင်ကတလင်းတနက်ကိုတော့ကျွန်တော်ကိုယ်တိုင်အတွက်တင်ထားမယ်အစင်းနှိမ်မိစ္ဆာကောင်းတွေကိုတော့ကျွန်တော်ရောင်းထားတဲ့တနက်တွေနဲ့သူတို့ကိုတတ်ခိုင်းမယ်အစင်းနှိမ်မော်ကြောက်တုံးတွေကိုကျွန်တော်ကပြန်သိမ်းမယ်အစင်းမြင့်မိစ္ဆာကောင်းတွေကိုတော့ပိုကောင်းတဲ့လက်နက်တွေနဲ့ကျွန်တော်ကိုယ်တိုင်တတ်မယ်အစင်းမြင့်မော်ကြောက်တုံးတွေကကျွန်တော်လက်ထဲကိုပဲရောက်ရမယ်ဒါကကျွန်တော်ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစာပဲဒါကြောင့်ကျွန်တော်ဈေးနှုန်းထပ်ပြောလိုက်တယ် AK တလက်ကိုမော်ကြောက်တုံး90ကြီးစံတစ်တစ်တာကိုမော်ကြောက်တုံး10တုံးအရင်ကကျွန်တော်နဲ့အယောင်းဝယ်လုပ်ဖူးသူတွေကတော့အကျွေးယူလို့ရတယ်ဒီညမတိုင်ခင်ပြန်ပေးရင်ရပြီဒီစကားကိုပို့လိုက်တာနဲ့အယောင်းဝယ်လျှောက်လွှာတွေကဒီရေလိုတိုးဝင်လာတယ်ဒါပေမဲ့ကျွန်တော်ချက်ချင်းမဖွင့်ကြည့်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အစိတ်ကအစင်းသင်းဖြစ်နေပြီမို့လို့ပဲတစ်တီးတွေနဲ့ရှော့ပင်တွေကအစိတ်ရည်ဖြစ်အချင်းပေါက်သွားပြီးဖြစ်စဉ်ပြပန်းထဲမှာပေါ်လာတာကတော့အခြေခံအစိတ်တင်ခြင်းတစ်စက္ကန့်ကိုတွေး9မှတ်ရော့မယ်10မိနစ်ကြာမယ်မေးစေးသုံးဆွဲပြီးနောက်အာယုံကြောတွေထုံသွားမယ်မိနစ်30ကနေ90အထိအိပ်ပျော်သွားမယ်ဒါပေမဲ့ကျွန်တော်ဒီမှာတင်မရက်လိုက်ဘူးထင်းရှာဦးဆေးတွေကိုယူပြီးအစိတ်ရည်တွေကိုလောင်းထည့်လိုက်တယ်အစပိုင်းမှာတော့ထင်းရှူးဆေးနဲ့အစိတ်ရည်ကတစ်ခုကနစ်မြုပ်ပြီးတစ်ခုကတွန်းထုတ်နေကြတယ်ဒါပေမဲ့ကျွန်တော်တကိုင်းနဲ့စက်တိုက်မှွေပေးလိုက်တဲ့အခါအရာနှစ်ခုကတဖြည်းဖြည်းရောနှောသွားတယ်မူလကအရေးအခြေအနေရှိနေတဲ့အစိတ်ကကော်ဆေးလိုဖြစ်လာတယ်ကျွန်တော်တကိုင်းနဲ့မလိုက်တဲ့အခါခရမ်းရောင်အစိတ်ရည်တွေကတကိုင်းမှာကပ်ပါလာပြီးမစည်းကြတော့ဘူးပန်နဲ့အစ်စ်မှာပေါ်လာတာကတော့အစိတ်တင်ခြင်းတစ်စက္ကန့်ကိုတွေး10မှတ်လျှော့မယ်10မိနစ်ကြာမယ်မေးစေးခံဒါကိုလည်းရောက်သွားရင်ထင်းရှူးဆေးကတွေးကြောတွေကိုပိတ်ဆို့စေပြီးအုံနောက်ကိုထုံသွားစေမယ်မိနစ်60ထက်မနည်းအိပ်ပျော်သွားမယ်တတိယအကျိုးသက်ရောက်မှုကတော့ကညှိခြင်းပဲကော်ဆေးလိုအစိတ်ရည်ကဓားတွေများတွေနဲ့တခြားလက်နက်တွေမှာကညှိနိုင်တယ်ကျွန်တော်မျက်လုံးတွေဝင်းကနေဖြစ်သွားတယ်ဒါကမေးစေးကြည်စံပဲမဟုတ်လားမြားတွေမှာကတ်နိုင်ရင်ကြည်စံတွေမှာလည်းကတ်နိုင်မှာပဲအဲ့ဒီအခါကျရင်ကျွန်တော်ပြစ်လိုက်တဲ့ကြည်စံတိုင်းကချက်ဝက်ကိုဖောက်ထွက်မယ်ပြီးတော့ပောက်ကွဲတန်ရာရစေမယ်အစိတ်ရည်ကမိစ္ဆာကောင်းခန္ဓာကိုယ်ထဲရောက်သွားရင်တွေးတွေစက်တိုက်ရောစေမယ်လှုပ်ရှားနိုင်စွမ်းကိုလျှော့ချစေမယ်ဒါမှမဟုတ်တိုက်ရိုက်မေ့သွားစေမယ်ဒါကိုသုံးလိုက်ရင်တာမန်ကြည်စံတွေထက်ပိုပြင်းထန်သွားပြီးဒါပေမဲ့အခုကျွန်တော်လက်ထဲမှာတနက်သိမ့်မများသေးတော့တိုက်ရိုက်စွန့်စားဖို့မရည်ရွယ်သေးဘူးကျွန်တော်အရင်ဆုံးမိစ္ဆာဝက်ဝန်သားကိုအစိတ်ရည်ထဲမှာစိန်ထားလိုက်တယ်မကြခင်မှာပဲခရမ်းရောင်အစိတ်ရည်တွေကတ်နေတဲ့ဝက်ဝန်သားတတုံးအစင်သင့်ဖြစ်သွားပြီးအနံ့ကတော့တော်တော်လေးပြင်းတယ်မိစ္ဆာကောင်းတွေဒါကိုတကယ်စားပါမလားလို့တောင်ကျွန်တော်တန်တရားဖြစ်မိတယ်ဒါပေမဲ့ကျွန်တော်ငါးဖမ်းအိမ်ကိုယူပြီးကမ်းခြေကိုသွားတဲ့အခါကျွန်တော်ကိုတိုက်ခိုက်ချင်နေတဲ့တဲမိစ္ဆာကောင်းတွေကတော့ဒီအနံ့ကြောင့်လန့်ပြီးထွက်ပြေးသွားကြတယ်ကျွန်တော်ခဏလောက်ငြိမ်သွားမိတယ်ဒါကအဲ့ဒီလောက်တောင်နေတာလားဒါပေမဲ့ကျွန်တော်အစိတ်လူးထားတဲ့ဝက်ဝန်သားကိုငါးဖမ်းအိမ်နဲ့ထည့်ပြီးပင်လယ်ထဲပစ်ချလိုက်တယ်ပထမဆုံးအကြိမ်ငါးဖမ်းတာဆိုတော့လက်ပလာနဲ့တော့မပြန်ပြရစေနဲ့ပင်လယ်ရေကမိစ္ဆာစွမ်းအင်တွေကြောင့်ညဉ့်ညမ်းနေပေမဲ့ကြည်လင်နေတုံးပဲရေအောက်ကရေမော်ပင်တွေလှုပ်ရှားနေတာကိုကျွန်တော်မြင်နေရတယ်ပြီးတော့နာမည်မသိတဲ့ငါးမိစ္ဆာတွေကူးခတ်နေတာကိုလည်းမြင်ရတဲ့ရုတ်တရက်အဝေးကပင်လယ်ပြင်မှာအတန်တက်တန်ကြားလိုက်ရပြီးကြီးမားတဲ့ဝေးလာငါးကြီးတစ်ကောင်ရေပေါ်လာတယ်ငွေရောင်အဆင့်နှစ်မိစ္ဆာဝေးလာငါးပဲဒီလောက်အဝေးကြီးကနေတောင်ဒီလောက်ကြီးနေတာသူတကယ်အနာကက်လာရင် RPG နဲ့ပြည့်ရင်တောင်ပောက်ကွဲပါမလားကျွန်တော်မသေးချဘူးတော်သေးတာကသူကကုန်းမြေကိုစိတ်မဝင်စားဘူးထင်တယ်သူပြန်ငုတ်ရှိုးသွားတယ်နောက်တစ်စက္ကန့်မှာတော့ပင်လယ်ရေတွေကရုတ်တရက်နောက်ကျလာတယ်ပင်လယ်အောက်ခြေကရွှွန့်နွံတွေအများကြီးထပ်လာတယ်ကျွန်တော်ဘာဖြစ်မှန်းမသိခင်မှာပဲငါးဖမ်းအိမ်ဘက်ကပြင်းပြင်းထန်ထန်လှုပ်ခါသွားတယ်ကြေးဝါအဆင့်တရေမွေနှစ်ကောင်မိပြီလို့ပေါ်လာတယ်သူတို့ကပြင်းပြင်းထန်ထန်ရုန်းကန်နေကြတယ်မြန်မြန်ကင်တွေမှဖြစ်မယ်ကျွန်တော်ချက်ချင်းထွက်လိုက်တယ်ကမ်းခြေမှာငါးဖမ်းအိမ်ကိုခြိထားတဲ့တစ်သားတိုင်ကပြင်းပြင်းထန်ထန်တုန်ခါနေပြီးအခုချက်ချင်းပြန်မဆွဲရင်ငါးဖမ်းအိမ်ကပင်လယ်ထဲပါသွားအားတော့မယ်ကျွန်တော်ကြိုးကိုအတင်းဆွဲလိုက်တယ်ဒါပေမဲ့အားဆိုင်လိုက်တာနဲ့ရေထဲကိုပါသွားမလို့ဖြစ်သွားတယ်အားကတော်တော်ကြီးတာပဲကျွန်တော်မှခွန်အားအမှတ်တရရှိတာတော့မှပဲကျွန်တော်ကြိုးကိုပကုံးပေါ်တင်ပြီးကမ်းခြေဘက်ကိုတလန့်ချင်းဆွဲလာခဲ့တယ်ခဏလောက်အားပြိုင်ပြီးနောက်မှာတော့အစိတ်ကစပြီးအာနိတင်ကြလာပြီငါးဖမ်းအိမ်ထဲကရုန်းကန်မှုတွေကတဖြည်းဖြည်းလျော့နေလာတယ်ကျွန်တော်အခွင့်ကောင်းယူပြီးငါးဖမ်းအိမ်ကိုကုန်းပေါ်ဆွဲတင်လိုက်တယ်ငါးဖမ်းအိမ်ကမ်းခြေပေါ်ရောက်လာတဲ့အခါအတွင်းထဲကအရာကိုကျွန်တော်တေချာမြင်လိုက်ရပြီးဒါကရေမွေတွေပဲတကယ်တော့ရေလေကောင်မွေလို့ခေါ်ရင်ပုံမှန်လိမ့်မယ်အပြရင်းရောင်မွေကြီးနှစ်ကောင်ကတစ်ကောင်နဲ့တစ်ကောင်လိမ့်ရှက်နေပြီးသူတို့ရဲ့အကြေးခွန်တွေကနေရောင်အောက်မှာတလက်လက်တောက်နေတဲ့
အိမ်ထဲကအစိတ်လူထားတဲ့ဝက်ဝင်သားကတော့မရှိတော့ဘူးရေမြွေနှစ်ကောင်ကတေးနေတယ်လို့မျိုးအိမ်အလဲမှာလဲလျောင်းနေတယ်ဒါပေမဲ့သူတို့မတေးသေးဘူးအစိတ်တက်နေတဲ့အချက်ပြစာသားတွေစက်တိုက်ပေါ်နေတော့မဲ့ကြေးဝါအစင်မိစ္ဆာကောင်တွေရဲ့တွေးကများလုံးတော့အစိတ်ကဖြည်းဖြည်းချင်းပဲအလုံးလုံးနိုင်တယ်ကျွန်တော်အယိုးသားကိုထုတ်ပြီးရေမြွေတစ်ကောင်ကိုခုတ်လိုက်တယ်ထိခိုက်မှုအမှတ်930မှတ်သွေး10ပုံတစ်ပုံလောက်ရော့သွားတယ်ကျွန်တော်မျက်လုံးတွေဝင်းကနေဖြစ်သွားတယ်ကြေးဝါအစင်မိစ္ဆာကောင်တွေကတက်လို့မရတာတော့မဟုတ်ဘူးပဲဒါနဲ့ကျွန်တော်တစ်ချက်ပြီးတစ်ချက်စက်တိုက်ခုတ်လိုက်တယ်သွေးတွေပန်းထွက်လာပြီးမွေသားတွေလွတ်စင်ကုန်တဲ့ရေမွေတကောင်ကတော့မနိုးလာခင်မှာတင်ကျွန်တော်ဓာတ်အောက်မှာတည်သွားတဲ့ကြေးဝါအဆင့်မော်ကြောက်တုံးရပြီးဒါပေမဲ့ကျွန်တော်ဒုတိယတကောင်ကိုတတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီရေမွေကမျက်လုံးတွေရုတ်တရက်ပွင့်လာတဲ့သူနိုးလာပြီးမွေးနှကောင်ကစေးတလုံးတဲကိုခွဲဝေသုံးဆွဲခဲ့ရတာကြောင့်မေးစစ်အာနီတင်ရောနေသွားခဲ့ပါတယ်ခန္ဓာကိုယ်ပေါ်ကပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ပေါင်းပြီးအဲ့ဒီမွေကမထင်မှတ်ပဲစောစောစီးစီးနိုးလာခဲ့ပါတယ်နောက်တစ်စက္ကန့်မှာပဲရေများတစင်းကျွန်တော်စီကိုပြန်တန်းလာပါတယ်ကျွန်တော်တကူလုံးလွတ်ထွက်သွားပြီးသွေးပမာဏကလည်းချက်ချင်းကျဆင်းသွားပါတယ်ရေမွေကသူ့ဖော်ရဲ့အလောင်းကိုမြင်တော့မျက်လုံးတွေကပိုပြီးအေးဆက်လာပြီးငါဖမ်းခြင်းတွေကနေရုန်းကန်ထွက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကျွန်တော်ချက်ချင်းပဲအေးထားလိုက်ပါတယ်ဒီငါဖမ်းခြင်းကငွေအဆင့်အောက်ကမိစ္ဆာတွေကိုဖမ်းဆီးနိုင်ပါတယ်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တေးလူမျိုးပါဖြစ်နေတဲ့ကြေးနီအဆင့်ရေမွေတကောင်ကဒါကိုဘယ်လိုလုပ်ဖျက်ဆီးနိုင်မှာလဲကျွန်တော်ကြံနေတဲ့အစိတ်တွေကိုဓာမကြီးပေါ်မှာနှံ့ဆက်အောင်တုပ်လိုက်ပါတယ်ရေများကိုရှောင်တိန်ပြီးတဲ့နောက်သူ့ရဲ့မူလဒဏ်ရာပေါ်ကိုကျွန်တော်တစ်ချက်ခုတ်လိုက်ပါတယ်ရေမွေကဆူဆူဝါဝါအော်ဟစ်လိုက်ပြီးအစိတ်တွေကဒဏ်ရာကတဆင့်ခန္ဓာကိုယ်ထဲကိုစိတ်ဝင်သွားပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကတိတိတတ်တာနှိပ်သွားပါတယ်ကျွန်တော်အခွင့်ကောင်းယူပြီးအချက်ပေါင်းများစွာဆက်တိုက်ခုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့အပြင်းထန်ထိမှန်သွားပြီးထိခိုက်မှု1039ရရှိခဲ့ပါတယ်ဒုတိယမြောက်ဂျင်းနီမိစ္ဆာကြောက်တုံးကိုရရှိခဲ့ပါပြီမြေပြင်ပေါ်ကမွေးနှကောင်ကိုကြည့်ပြီးကျွန်တော်စိတ်ထဲအယမ်းကျေနပ်သွားပါတယ်အစိတ်နဲ့ငါဖမ်းခြင်းကအောင်မြင်သွားပါပြီနောက်ဆိုကျွန်တော်ရေထဲတောင်ဆင်းစရာမလိုတော့ပါဘူးအစာရဲ့ငါဖမ်းခြင်းရဲ့ဓာတ်ရဲ့ရှိယုံနဲ့ပင်လယ်မိစ္ဆာအရင်းအမြစ်တွေကိုတည်တည်ငြိမ်ငြိမ်ရရှိနိုင်ပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲအေးဆက်တဲ့လေးတစ်ချက်တိုက်ခတ်လာပါတယ်ကျွန်တော်မောကြည့်လိုက်တော့ကောင်းကင်ကနေနှင်းတွေစကြနေတာကိုတွေးလိုက်ရပါတယ်အခုကမွန်းတဲ့ချိန်တောင်မရောက်သေးဘူးနှင်းတွေကရောက်လာပါပြီဒါကပင်လယ်ရေမျက်နှာပြင်ခဲတဲ့နှုံကထင်ထားတာထက်ပိုမြန်မယ်ဆိုတဲ့အတိတ်ပဲပါပဲဒီညမိစ္ဆာလိုင်းတွေကလည်းပိုစောပြီးရောက်လာပါလိမ့်မယ်ကျွန်တော်ချက်ချင်းပဲငါဖမ်းခြင်းကိုပြန်သိမ်းပြီးမိချစ်အိမ်ထဲကိုပြန်ဝင်ခဲ့ပါတယ်အသေးရရှိထားတဲ့မိစ္ဆာကြောက်တုံးတွေနဲ့မွေသားတွေကိုတန့်စင်ဆက်ထဲထည့်လိုက်ပါတယ်စကားပြောခန်းကိုဖွင့်ကြည့်လိုက်တော့မျက်နှာပြင်တစ်ခုလုံးကထိတ်လန့်တုန်လှုပ်မှုတွေနဲ့ပြည့်နေပါတယ်ကျန်းဆန်းကသူ့ဘက်မှာနှင်းတွေစကြနေပြီလို့ပြောပါတယ်လီစီကတော့စိတ်သက်တွေပြိုလဲနေပါပြီသူကအခုမှစပြီးမျောပါနေရတာပါရန်အန်းကတစ်ပင်တွေမဆိုခင်မှာတစ်သားတွေကိုအမြန်ခုတ်ထားကြဖို့အားလုံးကိုသတိပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲချန်လင်းကတဖန်ထွက်လာပြန်ပါတယ်ဒါကသူ့အတွက်နက်မကူတာပဲလို့သူကပြောပါတယ်ရေခဲနဲ့နှင်းတွေကသူ့ရဲ့အိမ်ကွင်းမှာပဲဒီညရဲ့ပထမဆုံးတစ်ဖြတ်မှုကတေချာပေါက်သူအပိုင်ပဲဖြစ်ရပါမယ်ကျွန်တော်စိတ်ထဲမှာတစ်ချက်ထိတ်သွားပြီးဒါကိုမေ့လူနီးပါဖြစ်သွားပါတယ်ချန်လင်းကရေခဲစွမ်းရည်ကိုရရှိထားသူပါနှင်းမုန်တိုင်းကျလာတာနဲ့အမျှကောင်းကင်ရန်ကနှင်းတွေကသူ့ရဲ့လက်နက်ဖြစ်လာပါလိမ့်မယ်သူ့ရဲ့စွမ်းရည်ကအစာပေါင်းများစွာပိုကောင်းလာမှာပါကျွန်တော်မှာတနက်တွေရှိသလို RPG တွေနဲ့ကက်တလင်းတွေရှိနေပေမဲ့ရိတ်သိမ်းတဲ့နှုံးနဲ့ပြောရင်တော့ရေခဲစွမ်းရည်ရှင်ကိုရှင်နိုင်ဖို့မတေချာပါဘူးမဖြစ်ဘူးကျွန်တော်အားသာချက်ကိုဆက်ပြီးချက်ထွင်ရပါမယ်ကျွန်တော်နောက်ွယ်ကအယောင်းဝယ်တွေကိုချက်ချင်းစီစဉ်လိုက်ပါတယ်မိစ္ဆာကြောက်တုံးအမြောက်များမြေပြင်ပေါ်ကိုကျလာပါတယ်တန့်စင်ဆက်ကလည်းအစွမ်းကုန်လည်းပတ်နေပါတယ်အဲ့ဒီအချိန်မှာပဲထမ်းမင်စီကနေလာတဲ့တီးတန့်စာတစ်ဆောင်ကိုကျွန်တော်တွေ့လိုက်ရပါတယ်သူ့ကျုံးပေါ်ကိုပင်လယ်ထဲကနေမိချောင်းလိုမျိုးမိစ္ဆာတကောင်တက်လာနေတယ်လို့သူကပြောပါတယ်သူကအဲ့ဒါကိုလုံးဝမရှင်းနိုင်ပါဘူးသတင်းအချက်လက်တစ်ခုနဲ့ကျွန်တော်လက်ထဲက AK ကိုလဲကျင်နေတာပါဘလို့သတင်းလဲလို့ကျွန်တော်မေးလိုက်ပါတယ်ချမ်းမင်ကသူ့ရဲ့စွမ်းရည်ကအလင်းရောင်ရှင်တန်ခြင်းဖြစ်တယ်လို့ပြောပါတယ်မိစ္ဆာတွေကရေပူရအဖြစ်အလင်းရောင်ကိုကြောက်ကြတယ်ဆိုတာကိုသူရှာဖွေတွေ့ရှိခဲ့ပါတယ်အကယ်၍ပြင်းထန်တဲ့အလင်းရောင်နဲ့အထိုးခံရရင်သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကတစ်မှတ်ကနေနှစ်မှတ်အထိကျဆင်းသွားပါလိမ့်မယ်ကျွန်တော်မျက်လုံးတွေလှုပ်ရှားသွားပါတယ်မိစ္ဆာတွေကြောက်တာကမီးမဟုတ်ပဲအလင်းရောင်လည်းဖြစ်နိုင်ပါတယ်အကယ်၍ဒါအဲ့ဒီအတိုင်းဆိုရင်ဓမီတွေနဲ့မရနိုင်တယ်လို့ဦးကောင်းတက်မီတွေနဲ့လည်းမရနိုင်ပါဘူးငကားနိုင်ငံရဲ့စက်မှုအခြေစိုက်စခန်းကြီးတွေမှာရှိတဲ့အေယာမရှာဖွေရေးမိကြီးတွေကညကိုနေ့အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်အကယ်၍ကျွန်တော်တကြုံလုံးကိုပြင်းထန်တဲ့အလင်းရောင်တွေနဲ့ဖုံးလွှမ်းထားနိုင်ရင်အနားကိုချင်းကပ်လာတဲ့မိစ္ဆာအလုံးကအရင်ဆုံးအားနည်းသွားပါလိမ့်မယ်ဒါကိုတွေးမိတာနဲ့ကျွန်တော်တိုးဆုံမနေတော့ပါဘူးထမ်းမင်စီကို AK တလက်နဲ့ကြည်စံတတစ်တာပေးပို့လိုက်ပါတယ်ပြီးတော့လန်ရှင်းစီကိုသူတေသနာအတွက်မိစ္ဆာကြောက်တုံးအလုံး30ချန်ထားပေးလိုက်ပါတယ်ကြံတဲ့ကြောက်တုံးအလုံးကိုတော့မျောပါနေတဲ့နေရာလုတ်ကိုအဆင့်မြင့်ဖို့အသုံးပြုလိုက်ပါတယ်မကြခင်မှာပဲနေရာလုတ်က13ကုဗမီတာအထိတိုးသွားပါတယ်13ကုဗမီတာကရှာဖွေရေးမိကြီးတစ်လုံးကိုဆက်နိုင်ပါမလားကျွန်တော်ကြောက်မိမစီကိုချက်ချင်းစာရေးလိုက်ပါတယ်နင်းမုံတိုင်းကမကြခင်ကြားရောက်တော့မှာပါအနှွေးတက်ပေးတဲ့ပစ္စည်းတွေလိုအပ်တယ်လို့အေးဒဏ်ခံတိုက်ခိုက်ရေးဝတ်စုံတွေလည်းလိုပါတယ်မီးလုံပိုတွေနဲ့ပုံမအစွမ်းထက်တဲ့လက်နက်တွေလည်းလိုအပ်ပါတယ်ဖြစ်နိုင်ရင်ရှာဖွေရေးမိကြီးတစ်တုပ်လောက်ပို့ပေးစေချင်ပါတယ်ဒါအပြင်ကြောက်ညီမရဲ့ဆေးကိုလည်းဆက်ပြီးတောက်တင်ပါတယ်တစ်ချိန်တည်းမှာပဲလန်ရှင်းဘက်ကနေမထင်မှတ်ပဲတိုးတက်မှုတွေရရှိခဲ့ပါတယ်။လန်ဖုန်းကမိတက်ပါတယ်မိစ္ဆာကြောက်တုံးကိုတနက်တင်မှာကတ်ထားပြီးပြစ်မှတ်ကိုပစ်ခတ်လိုက်ပါတယ်။တနက်ပြောင်းကနေထွက်လာတဲ့ကြီးစံတိုင်းကတကယ်မိမွေတွေလိုပါပဲ။ဒါကိုမြင်တော့ကြောက်မှုကြီးနဲ့စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူဝန်ကျေရှမ်းတို့ရဲ့မျက်လုံးတွေကအယောင်တောက်သွားပါတယ်။မိစ္ဆာကြောက်တုံးရဲ့စွမ်းရည်တွေကိုလက်နက်စနစ်တွေထဲမှာထည့်သွင်းနိုင်ပါတယ်။ဒါကငကားနိုင်ငံရဲ့လက်ရှိလက်နက်တွေရဲ့စွမ်းအားကိုဆယ်ဆထက်မကတိုးမြင့်
ပေးနိုင်မယ်လို့ဆိုလိုတာပါအခြားတစ်ဖက်မှာလည်းတန့်စင်ထားတဲ့မိစ္ဆာသားနဲ့စံတက်မှုကအောင်မြင်သွားပါတယ်တရိษံတွေစားသုံးပြီးတဲ့နောက်မှာတော့ဘေးထွက်ဆိုးကျိုးမရှိပဲခွန်အားတွေတိတိတတ်တာတိုးလာတာကိုတွေ့ရပါတယ်ကြောင်မူကြီးကစိတ်လှုပ်ရှားလွန်းလို့လက်တွေတောင်တုန်နေပါတယ်မိစ္ဆာကြောက်တုံးနဲ့အဆင့်မြင့်ထားတဲ့လက်နက်တွေနဲ့မိစ္ဆာသားစားပြီးအစွမ်းထက်လာတဲ့စစ်တီတွေဒါကနောက်နာဂတ်မှာနဂါးနိုင်ငံကပုံမအစွမ်းထက်တဲ့တနက်တွေကိုပိုင်ဆိုင်ရုံတင်မကပဲတာမန်လူထက်အစွမ်းထက်တဲ့စစ်တီတွေကိုပါပိုင်ဆိုင်နိုင်တော့မှာပါအရင်ကလူသားတွေရဲ့ခန္ဓာကိုယ်ကန့်သက်ချက်ကြောင့်ရနာထားရတဲ့တကူတော်တိုက်ခိုက်ရေးဝတ်စုံတွေကိုလည်းအခုပြန်ပြီးအကောင့်ထဲပေါ်နိုင်ပါပြီအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့သတင်းကရောက်လာပါတယ်နေရလုက13ကုဗမီတာအထိတိုးသွားတာကိုမြင်တော့ကြောင်မူကြီးကကြောင်သွားပါတယ်ဗိုလ်ချုပ်ကြီးလေးကလည်းအံ့ဩလွန်းလို့ပါဆက်အဟောင်းသားဖြစ်သွားပါတယ်13ကုဗမီတာဆိုတာကတကယ်ကိုမယုံနိုင်စရာပါပဲဒါပေမဲ့ကြောင်မူကြီးကချက်ချင်းသတိပြန်ဝင်လာပြီးစာကိုညွှန်ပြကပြောပါတယ်ငေးမနေကြနဲ့ဦးဓာမတွေနဲ့ AK တွေကိုအရင်ထည့်လိုက်ကြဦးဒါတွေကရဲဘော်ရွေးကြောက်မိစ္ဆာကြောက်တုံးတွေနဲ့လဲလှယ်ဖို့အတွက်ပဲပြီးတော့ကျွန်တော်ပြောထားတဲ့နှင်းမုံတိုင်းနဲ့အေးတန်ခံတိုက်ခိုက်ရေးဝတ်စုံတွေကိုသူတို့မြင်သွားပါတယ်ကြောင်မူကြီးကဝန်ကျဲရှမ်းကိုချက်ချင်းကြည့်လိုက်ပါတယ်ခမားအေးတန်ခံဝတ်စုံတွေကြောင်းတီလာဝန်ကျဲရှမ်းကအตาရပြုံးလိုက်ပါတယ်တီယုံတင်ဘဲကမလဲစွမ်းရင်ခန်းကိုဖွင့်လိုက်တော့အခါအတွင်း၌တနက်မော်ကြောက်တုံးတုံးရှိနေသည်လူတိုင်းအံ့အားသင့်သွားပြီးမော်ကြောက်တုံးကိုစွမ်းရင်ဖြစ်သုံးနိုင်ပါသလားဟုမေးကြသည်ဝန်ကျဲဆန်းကခေါင်းညိပြပြီးတနက်မော်ကြောက်တုံးသည်ဆက်ရုပ်ကို1မိနစ်စာစွမ်းရင်ပေးနိုင်ပြီးပြန်တမ်းမည်ဆိုလျင်မိနစ်ဝက်ခန့်ရနိုင်ကြောင်းပြောသည်ကဘာပေါ်တွင်မူဤဒီမှာတကယ်ကိုစိန်ခံပစ္စည်းဖြစ်တော်လဲကျွန်းကဘာရှိလူเจ้า၏လက်ထဲတွင်မူမော်ကြောက်တုံးမှာအပေါ်ဆုံးပစ္စည်းဖြစ်သည်ဟုဆိုသည်မော်ကြောက်တုံးထက်ထားတရွေဆက်ရုပ်ကလှုပ်ရှားနိုင်မည်ဖြစ်ရာနှင်းမုန်တိုင်းကြတော့လဲဆက်ရုပ်ထဲတွင်အလိုလျောက်နှွေးထွေးနေမည်ဖြစ်ပြီးတားရဲရင်းများကိုလည်းပြန်တန်းသွားကတိုက်ရိုက်ပစ်ခတ်ပစ်လိုက်ရုံသာဖြစ်သည်သူသည်ခြုံချီဆက်ရုပ်ကိုစီး၍အခြားကျုံများထိတွားရောက်တိုက်ခိုက်နိုင်သည်ဟုပြောလိုက်ရာဌာနတစ်ခုလုံးစုညံသွားသည်ဗိုလ်ချုပ်ကြီးလေးကမနေနိုင်ပဲဤကဲ့သို့သောဆက်ရုပ်များကိုစစ်တီများအတွက်ပါတက်ဆင်ပေးနိုင်မလားဟုမေးမြန်းသည်ဝန်ကျဲဆန်းကခဏမျှတိတ်ဆိတ်သွားပြီးအလွန်ခက်ခဲကြောင်းပြောသည်ခြုံချီတွင်တုံးထားသောအထူးဆက်တတုတွင်ရှားပါအုတ်ကခဲတတုတစ်မျိုးပါဝင်နေပြီးကြန့်ရှိသောပစ္စည်းများမှာဒုတိယတရုပ်ထပ်မံပြုလုပ်ရန်မလုံလောက်တော့ကြောင်းဆိုသည်ဗိုလ်ချုပ်ကြီးလေးကနှမျောတတဖြစ်သွားတော့လဲလူရှိရှိကရုတ်တရက်ခေါင်းမော့လာသည်သူမကဆက်ရုပ်ကိုကြည့်ကတကယ်တော့အမြောက်များထုတ်လုပ်နိုင်ကောင်းထုတ်လုပ်နိုင်ပါလိမ့်မည်ဟုဆိုသည်အဘဲကြောင့်ဆိုသောသူမ၏အကိုရှိသောကျွန်းကဘာတွင်ကဘာတစ်ခုလုံးရှိနေသောကြောင့်ဖြစ်သည်ဝန်ကျဲဆန်းမှာကြောင်းသွားပြီးနောက်တစ်စက္ကန့်တွင်မျက်လုံးများပြန်လည်လင်းလက်လာသည်ဟုတ်သားပဲကျွန်းကဘာတွင်မော်ကြောက်တုံးကဲ့သို့စွမ်းရည်နှောင်ရှိနေသည်ဆိုလျင်အုတ်ကခဲထက်တာလွန်သည့်စက်တတုများလည်းရှိနိုင်သည်ဟုဆိုသည်သူသည်ညွှန်ကြားရေးမှူးကျောင်းကိုချက်ချင်းကြည့်ကကျောင်းကြီးမင်းထံတွင်အခြားကဘာမှပစ္စည်းများရှိသေးသလားငါ့ကိုစမ်းသက်ရန်ပေးပါဦးပုံမူကောင်းမွန်သည့်လက်နက်ကရိယာများငါဖန်တီးနိုင်မည်လားဟုမေးလိုက်သည်ညွှန်ကြားရေးမှူးကျောင်းကပြန်ပြောရန်ပြင်ဆင်မှာပင်ကြေးနီမော်ကြတောက်တုံးနှစ်တုံးကိုထုတ်လိုက်သည်ဝန်ကျဲဆန်း၏မျက်လုံးများချက်ချင်းလင်းသွားပြီးကြေးနီမော်ကြောက်တုံးလားငါ့ကိုပြပါဦးဟုဆိုသည်သို့သောညွှန်ကြားရေးမှူးကျောင်းကလက်ကိုချက်ချင်းပြန်ရုပ်လိုက်ပြီးမရဘူးဒါကမင်းအတွက်မဟုတ်ဘူးဟုဆိုသည်ဝန်ကျဲဆန်းကအဘဲကြောင့်နီးဟုမေးရညွှန်ကြားရေးမှူးကျောင်းကလူရှိရှိကိုကြည့်ကဤဒီမှာရှိရှိအတွက်ဖြစ်သောကြောင့်ဟုဆိုသည်လူရှိရှိမှာအံ့အားသင့်သွားပြီးဝမ်းသာသွားသည်ဆရာကျမစွမ်းရင်ဆိုင်ရာသူတေသနာကိုဆက်လက်လှုပ်ဆောင်လို့ရပြီလားဟုမေးမြန်းသည်ညွှန်ကြားရေးမှူးကျောင်းကခေါင်းညိတ်ကမော်ကြောက်တုံးနှင့်စာတဆောင်ကိုသူမအားပေးလိုက်သည်စာထဲတွင်ငါအသေးချာရေးထားသည်စင်ကဲပြောင်းလဲပြီးသောမော်ကြောက်တုံးမှာပြဿနာရှိလိမ့်မည်မဟုတ်ပေလူသားများ၏မော်ကြောက်တုံးအပေါ်တက်မှတ်မှုမှာတရေကြောင့်မဟုတ်ပဲခန္ဓာကိုယ်၏ကန့်သက်ချက်များကိုကြော်ဖြတ်လိုသည့်အလိုဆန္ဒကြောင့်ဖြစ်နိုင်သည်လူတို့သည်စားလောင်ပါကထမင်းစားကျင်ကြပြီးရေငတ်ပါကရေတောက်ချင်ကြသည်အသက်ရှင်မှုအဆင့်တန်းကိုမြင့်တင်ပေးနိုင်သောအရာနှင့်တွေ့သောအခါတွင်လည်းတဘာဝအတိုင်းပင်တက်မှတ်ကြမည်ဖြစ်သည်မင်းကအရင်ကရေတက်တတုကိုစုပ်ယူထားသည်ဆိုတော့တဘာဝအတိုင်းပင်ဖြစ်သည်ရင်ရှိဒီမှာကြည့်ပါဦးဒီကျေးနီမော်ကြောင့်နှစ်တုံးကမင်းအတွက်ငါပေးတဲ့လက်ဆောင်ပါမင်းရေကျက်စင်စွမ်းအားကိုတကယ်ပဲအပြည့်အဝပိုင်ဆိုင်နိုင်လိမ့်မယ်လို့ငါမျှော်လင့်ပါတယ်ရင်ရှိဟာဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့မျက်ဝန်းတွေအနှဲငယ်နေရဲသွားခဲ့ပါတယ်သူမဟာအဲ့ဒီဂျင်းနီမော်ကြောင့်နှစ်တုံးကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားခဲ့ပါတယ်ဒီတခါတော့သူမဟာတွတ်ဆုပ်မနေတော့သလိုတန်တရားလည်းမရှိတော့ပါဘူးပညာရှင်အားလုံးရဲ့မျှော်လင့်တကြီးစောင့်ကြည့်နေတဲ့ကြားမှာပဲသူမဟာပထမဆုံးမော်ကြောက်ကိုဖြည်းချင်းချီဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်မသိခဲ့တာကတော့ကျွန်တော်ဟာတားရဲတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ဖို့ပြင်ဆင်နေချိန်မှာပဲလန်ရှင်းဘက်ကတော့ကျွန်တော်စီကို10မီတာအမြင့်ရှိတဲ့အဆင့်မြင့်ဆက်ရုပ်ကြီးတစ်ရုပ်ပို့ပေးဖို့ပြင်ဆင်နေခဲ့တာပါတခြားသူတွေကလည်းပတ်ဖို့အကြောင်းပြောနေကြတော့မှာပဲကျွန်တော်ကတော့ငကားနိုင်ငံကပို့ပေးမဲ့ဆက်ရုပ်ကြီးကိုစတင်စောင့်မျှော်နေပါပြီဒီဇက်လန်လေးကိုသဘောကျရင် channel လေးကို like and subscribe လေးနှိပ်ခဲ့ပါအောင်ခင်ဗျာနောက်ထပ်အဖိုင်သစ်တွေကိုထပ်တင်ပေးမှချစ်လို့စောင့်မျှော်အားပေးကြပါအောင်